ရေစက်ခံမှာတန်ရှင်းလုံနေတဲ့ညိုသမီးတယောက်ကမတော်တဆလူတက်ဖို့ဖိုင်တစ်ခုကိုတိုက်ချလိုက်တယ်။သူမကြံကားပေါ်လုံနေတော့ရဲတွေကတေဆုံးသူကိုလူတက်သမားအဖြစ်မှောင်ရင်တတ်မှတ်ထားတယ်ဆိုတာကိုယုတ်တရက်သဘောပေါက်သွားခဲ့တယ်။အမားကိုတော့ကြည့်ရမယ်လေ။သူမကတန်တရားရှိသူဆိုတဲ့အညွန့်ကိုတေဆုံးလို့ဖြစ်ကြောင်းလိုက်တယ်။သူမကရဲတွေကိုကူညီပေးတယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့နောက်တနေ့မှာတော့ဒီမှုကိုတာဝန်ယူထားတဲ့တက်ကြက်ကြီးချက်ကဒေါ်ရတွေပောက်ကွဲနေခဲ့တယ်။သူတို့လိုဂျိုကြီးကင်မရာတွေကိုပြန်ကြည့်ပြီးအဲလီကိုရှာဖွေတွေ့ရှိသွားတယ်။ပြီးတော့ဂျက်ကအဲလီအင်ကိုရောက်လာခဲ့တယ်။သူကသူမကိုရဲစခန်းစီခေါ်သွားတယ်။ရာဇဝဲမှုတစ်ခုကိုမရှုပ်တာကကြေးမှုကြီးတစ်ခုညောက်ကြောင်းရဲမှုကြီးကသူမကိုတတိပေးနေတယ်။အယုံထိုညွသမီးကအမားတို့ကိုတွင်ကျင်ပြရမယ်လို့ထင်တာကြောင့်ချစ်ကြောင်းကိုရှင်းပြခဲ့တယ်။တိတ်မကြခင်မှာပဲအညွသမီးကသူမရဲ့ကြိုးချောင်းစီရော်မှုတွေးခေါ်မှုတွေကိုမှတရုပ်ကြလိုက်တယ်။အထက်ကတော့ခင်မိုးတယောက်မညွန်လေးပဲနဲ့တေဆုံးသွားခဲ့တယ်။ရဲတွေကဇနီးတွေကိုတန်တရားတရားခံဆိုပြီးတော့မှားထင်ခဲ့ပေမဲ့အင်ကြီးအသေးစိတ်ချက်လက်တွေရတွေ့ရနိုင်တယ်။စင်ကောကသုံးဆောင်ဒီစီတွေကိုအညွှန်းစားလိုက်တည်တည်ချာချာခွဲခြားထားတယ်။ဆိုပါဘောကကိုရှင်နေမှာအယောင်တယောက်ကြီးစီကတည်တက်စွာနဲ့စီထားတယ်။အရှင်ကစီစနစ်ကြီးပြီးတိတိတတ်တာလေးကိုဖော်ပြနေတယ်။ဒါပေမဲ့လိုက်ကတွေကမစီထားဘူး။ဒါကြောင့်လိုက်ကစီကာတွေကိုသစုံတယောက်ကတလွဲအတုံးချသွားတာဖြစ်မယ်။နောက်ပြီးကလထိုင်ဘောကစပင်ကိုကြည့်လိုက်ပါ။ဒါကတိတ်ကိုခွာထားတဲ့ရှင်းလင်းတဲ့လက္ခဏာတစ်ခုပဲဆိုတာကိုဖော်ပြနေတာပါ။ဇုံတယောက်ရဲ့လက်တွေကိုလိုက်ကဂျိုးနဲ့ချီပြီးချီချင်းဝေးတွေကိုကလထိုင်မှာတိတ်နဲ့ချီထားခဲ့ပါတယ်။ဒါပေမဲ့ဒါဆိုကလထိုင်မှာခြေခံရတဲ့လူကဇနီးတည်းဖြစ်နိုင်ပြီးကျန်းကျင်ပေါ်လဲနေတဲ့လူကခင်မိုးဖြစ်နိုင်တယ်။အခင်းချင်းဘွားနေရာမှာလောဘစမ်းကြတဲ့တတရားလူတယောက်ရှိခဲ့တယ်လို့ကောက်ချက်ချခဲ့ပါတယ်။ဇနီးဖြစ်သူကသားကောင်တတ်ကြည့်ပြီးတော့ဒီသွေးကိုကောက်ချက်ကပြည့်နာစာကင်းစင်နဲ့ဆယ်စုနှစ်ချီအမှုတွေကင်လာတဲ့ကြောက်တော့အမားတစ်ခုမှမတွေ့ခဲ့ပေမဲ့အခင်းဖြစ်ပွားရမှာတတိယလူတယောက်ရှိတယ်ဆိုတာကိုတက်တည်ကြနိုင်မှုအလီနာကလော်ဂျော်ကြီးကင်မလာတွေကိုစစ်ဆေးရမယ်လို့သူကပြောခဲ့တယ်။သူအဲ့လိုပြောခဲ့ပြီးတိတ်မကြခင်မှာဆောင်းတော့တွေကတွေ့ရှိချက်တစ်ကိုတင်ပို့လာတယ်။လူတက်ဖို့မွေးဖြစ်ပွားခဲ့အကဲချစ်ပွားနေရတဲ့ကိုတခြားမျိုးသမီးတယောက်ဝင်သွားတာကိုစောက်ကြီးကင်မရာမှာရိုက်ကူးမိထားတယ်တဲ့။အဲလီရဲ့သွေးခေါ်ကောက်ချက်မှုတွေမှန်ကန်ကြောင်းတက်တည်ကြနိုင်ပေမဲ့ဒီချက်တွေအားလုံးတည်ပြုဖို့အတွက်အဲလီကိုရဲစခန်းမှာယာယီထိန်းသိမ်းထားလိုက်တယ်။